ကန်နဲ့တရုတ်ကစစ်ဖြစ်ခဲ့ရင်မြန်မာနိုင်ငံကိုဝိုင်းနှုတ်ကြမယ်ဆိုတာယုံကြလားနိုင်ငံရေးဆိုတာလူတိုင်းပါဝင်စရာမလိုအပ်ပေမဲ့လူတိုင်းတည်တဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်အင်အားကြီးနိုင်ငံတွေကြားထဲမှာရှိနေတဲ့ကျမတို့လိုမြန်မာနိုင်ငံသားတွေဆိုရင်နိုင်ငံရေးဆိုတာပုံလို့တောင်မှတည်တဲ့ဘာသာရပ်တစ်ခုပါအခုဗီဒီယိုကိုကြည့်နေတဲ့တင်ရောကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်နဲ့တရုတ်တို့ကတကယ်တမ်းများစစ်ဖြစ်လာခဲ့ရင်ကျမတို့မြန်မာနိုင်ငံရဲ့အနေအထားကဘယ်လိုမျိုးဖြစ်လာမလဲဆိုတာစဉ်းစားကြည့်ဖို့ကြလားနောက်ပြီးဘာသာကျမတို့နိုင်ငံကဒီလိုစစ်ပွဲမှာအရေးပါနေရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1မြန်မာနိုင်ငံရဲ့ဗျူဟာမြောက်ပထဝီအနေအထားဒီပုံပေါ်မှာကြည့်လိုက်ရင်မြန်မာနိုင်ငံကတကယ်ကိုအချက်ကြကြတဲ့နေရာမှာရှိနေတာကိုတွေ့ရမှာပါကျမတို့ရဲ့အရှေ့မြောက်ဘက်မှာတရုတ်နိုင်ငံလိုကမ္ဘာအင်အားကြီးနိုင်ငံကြီးအနောက်ဘက်မှာလည်းဒေသတွင်းအင်အားကြီးဖြစ်တဲ့အိန္ဒိယနိုင်ငံကြီးတို့ကဝင်ရထားပါတယ်ဒီလိုပထဝီအနေအထားကကျမတို့နိုင်ငံကိုဒီအင်အားကြီးနှစ်ခုရဲ့ကြားကကြားခံတဲ့မြေလေးတစ်ခုဖြစ်နေစေတာပေါ့ဒါအပြင်မြန်မာနိုင်ငံကကပ္ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်ကိုထိစပ်နေတဲ့ကမ်းရိုးတန်းရှည်ကြီးရှိနေတော့ကုန်တင်ပိတ်ဖြစ်နေတဲ့တရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာကိုထွက်နိုင်မဲ့တခုတည်းသောအကောင်းဆုံးလမ်းကြောင်းဖြစ်လာပါတယ်တရုတ်ရဲ့ကုန်ပစ္စည်းတွေရေနံတွေနဲ့80%ကျော်လောက်ကမလကာရေလက်ကြားကိုဖျက်ပြီးတော့တွာလာရတာပါအကယ်၍စစ်ပွဲဖြစ်လာရင်ဒီလမ်းကြောင်းကိုအမေရိကန်နဲ့မဟာမိတ်တွေကလွယ်လွယ်ကူကူပိတ်ဆို့နိုင်ပါတယ်အဲ့ဒီခါမှာတရုတ်ရဲ့စီးပွားရပ်တန့်သွားမှာဖြစ်ပြီးတော့ဒါကိုရှောင်ရှားနိုင်ဖို့ကျမတို့မြန်မာနိုင်ငံကိုထက်တဲ့လမ်းကြောင်းကတရုတ်အတွက်တကယ့်ကိုအသက်သွေးကြောလို့ဖြစ်လာမှာအသေးကြပါပဲရှင်နံပါတ်2စစ်ရေးနဲ့စီးပွားရေးလမ်းကြောင်းများတရုတ်ကမြန်မာနိုင်ငံကိုဖျက်ပြီးတော့ရေနံနဲ့တဘာဝတုံးကြီးပိုက်လိုင်းတွေတိစောက်ထားကြတာကိုသိကြမှာပါဒီပိုက်လိုင်းတွေကတရုတ်နိုင်ငံရဲ့စွမ်းရည်လိုအပ်ချက်အတွက်အရေးပါပြီးတော့ပင်လယ်ရေကြောင်းကိုအမိကိုကင်းစေပါတယ်။ဒါအပြင်မြမပင်လယ်ပြင်ကိုအသုံးပြုပြီးတောက်ဖြူရင်းနဲ့စိတ်ကမ်းမှာစစ်ရေးအခြေစိုက်စခန်းတွေတိစောက်နိုင်မယ်ဆိုရင်တရုတ်ရေတပ်အတွက်အိန္ဒိယသမုဒ္ဒရာတွေကိုလွယ်လွယ်ကူကူဝင်ထွက်နိုင်ပြီးတော့စစ်ရေးအရာအသာစီးရဖို့ကြိုးစားလာနိုင်ပါတယ်။ဒါကတရုတ်ရဲ့ပလဲစိတ်စီမံကိန်းတွေကအရေးပါတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုပဲအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေအတွက်လည်းမြန်မာနိုင်ငံကအရေးပါလာပါတယ်။မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာအိန္ဒိယနိုင်ငံကတည်ရှိနေပြီးအိန္ဒိယကလည်းအမေရိကန်နဲ့ပို့ပြီးတော့နှီးစပ်လာနေပါတယ်။အကယ်၍စစ်ပွဲဖြစ်ပွားခဲ့ရင်အမေရိကန်ဟာမြန်မာပိုင်နက်ကိုအသုံးပြုပြီးတရုတ်ရဲ့နောက်ဖေးလမ်းကြောင်းကနေဖိအားပေးဖို့ကြိုးစားလာနိုင်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့မြေဟာအင်အားကြီးနှစ်ခုရဲ့စစ်စခန်းချဖို့နေမြေဖြစ်လာနိုင်ပြီးစစ်ရေးပဋိပက္ခတွေနဲ့ဗဟိုချက်ဖြစ်လာနိုင်တဲ့အထိအန္တရာယ်များလွန်းနေပါတယ်။နံပါတ်3နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အကျိုးဆက်များဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံဟာအင်အားကြီးနိုင်ငံနှစ်ခုရဲ့အားပြိုင်မှုကြားမှာရွေးချယ်ခွင့်မရှိဘဲပဋိပက္ခနယ်မြေအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။စစ်ရေးပဋိပက္ခတွေအပြစ်အမောက်လုပ်ရက်တွေဟာကျမတို့နိုင်ငံမှာပိုပြီးတော့ဖြစ်ပွားနိုင်ပြီးအစိုးရရဲ့အချုပ်အခြာအာဏာနဲ့ပြည်သူတွေရဲ့လုံခြုံရေးစီးပွားရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုကိုဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်။အင်အားကြီးနိုင်ငံတွေကသူတို့အကျိုးစီးပွားအတွက်ကျမတို့ရဲ့ပြည်တွင်းပဋိပက္ခတွေကိုပါအသုံးပြုပြီးတော့သူတို့အလိုရှိတဲ့ဘက်ကိုပါဝင်ဖို့ဖိအားပေးလာနိုင်ပါတယ်။ဒီအခြေအနေကြောင့်ကျမတို့နိုင်ငံဟာအင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာစစ်ပွဲအတွင်းမှာမလွဲမရှောင်တာပါဝင်သွားနိုင်တဲ့အခြေအနေမျိုးအထိပါရှေ့ဆိုင်ရိုက်နိုင်ပါတယ်။ပြောရမယ်ဆိုရင်မြန်မာနိုင်ငံကအမေရိကန်နဲ့တရုတ်တို့ကြားဖြစ်လာနိုင်တဲ့စစ်ပွဲမှာပထဝီနိုင်ငံရေးအရာအဓိကကျတဲ့နေရာတစ်ခုဖြစ်လာမှာပါ။ဒီပဋိပက္ခတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းအပြင်းထန်ခံစားရမယ်ဆိုတာဟာလည်းသိချတဲ့အချက်ပါပဲ။အဆုံးထိနားထောင်ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။